UK US Australia ဗီဇာခက်ခဲနေတဲ့အခုလိုမျိုးအချိန်မှာဘာကြောင့်မြန်မာကျောင်းသားတွေအနေနဲ့ကိုယ့်ရဲ့ပညာရေးအတွက်စင်ကာပူနိုင်ငံကိုရွေးချယ်ကြတာလဲအားလုံးပဲမင်္ဂလာပါ Study Abroad Information Center နေပြီးတော့ကြတော့မှာကြိုဆိုပါရစေဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်မြန်မာကျောင်းသားတွေအနေနဲ့ဘာကြောင့်စင်ကာပူကိုရွေးချယ်ကြတာလဲဆိုတဲ့အချက်၅ချက်ကိုပြောပြပေးသွားပါမယ်စုပ်တီးကြည့်လိုက်ကြအောင်နံပါတ်1တစ်ချက် Good reputation for academic excellenceကမ္ဘာပညာရေးထိပ်တန်းနိုင်ငံတစ်ခုဖြစ်တဲ့စင်ကာပူနိုင်ငံမှာ UK, US, Australia, New Zealand, Ireland, Switzerland စတဲ့နိုင်ငံတွေရဲ့တက္ကသိုလ်ကြီးတွေရဲ့ဘွဲ့ဒီဂရီကိုရယူနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်ဘာသာရပ်များစွာကိုရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပြီးတော့နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ဒီဂရီကိုအချိန်တိုအတွင်းမှာပဲတက်ရောက်ရယူနိုင်မှာဖြစ်ပါတယ်။နံပါတ်2 Multiple Educational Grant and Scholarship ကျောင်းသားတွေအနေနဲ့ကိုလျှောက်ထားတဲ့ဘာသာရပ်အလိုက်ရွေးချယ်တက်ရောက်တဲ့အကြောင်းအလိုက်ပေးအပ်နေတဲ့ပညာသင်ဆုတွေကျောင်းလာကသက်တာဝင်တွေကျောင်းလျှောက်ကကင်းလွတ်ခွင့်တွေကိုလျှောက်ထားရယူနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်ထူးချွန်ကျောင်းသားတွေအတွက်ကျောင်းမကနေပြီးတော့ကြတော့မှနှစ်စဉ်ပေးအပ်နေတဲ့ Outstanding Scholarship တွေကိုလည်းလျှောက်ထားရယူနိုင်မှာဖြစ်ပါတယ်။နံပါတ်3တစ်ချက် Employment Opportunity နိုင်ငံတကာကလုပ်ငန်းတွေနာမည်ကြီးထိပ်တန်းကုမ္ပဏီတွေအခြေချတဲ့နိုင်ငံဖြစ်ပြီးတော့ကြတော့မှစင်ကာပူအစိုးရရဲ့နှစ်ရှည်စီမံကိန်းများစွာနဲ့လှုပ်ဆောင်နေတဲ့ project များစွာရှိရကြောင်းမလို့ကျောင်းသားတွေအနေနဲ့ကျောင်းပြီးနောက်အလုပ်ကိုင်ခွင့်လန်းတွေကိုရှောက်ဖွင့်နိုင်မှာဖြစ်ပါတယ်။ နံပါတ်4 Public Transportation Traffic တွေကြောင့်မလို့စိတ်ညစ်စရာမလိုဘဲနဲ့အချိန်တိတိကျကျနဲ့ပဲကိုသွားခြင်းတဲ့ခရီးကိုသွားနိုင်မှာဖြစ်တဲ့အပြင်ကုန်ကျစရိတ်များစွာသက်သာတဲ့ Public Transportation System ရှိတာကြောင့်မလို့ကျောင်းသားတွေအနေနဲ့စင်ကာပူနိုင်ငံမှာကျောင်းတက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နေ့စဉ်အသုံးစရိတ်ကိုလည်းလျှော့ချနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ one of the safest countries in the world ဖြစ်ပါတယ်။အရေးကြီးဆုံးအချက်ဖြစ်တဲ့ဘေးကင်းလုံခြုံမှု World Safest Country တွေမှာပါဝင်တဲ့စင်ကာပူနိုင်ငံမှာဆိုလို့ရှိရင်ကျောင်းသားတွေအနေနဲ့ကိုယ့်ရဲ့ဘေးကင်းလုံခြုံမှုအတွက်စိတ်ပူနေကြမလို့ပဲနဲ့ကိုယ့်ရဲ့ပညာရေးကိုပဲဒီဇိုင်းမမတ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်စင်ကာပူနိုင်ငံမှာကိုယ့်ရဲ့ပညာရေးကိုစတင်ဖို့စဉ်းစားနေတဲ့မြန်မာကျောင်းသားတွေအနေနဲ့2026ခုနှစ်ရဲ့အနည်းဆုံးကျောင်းဖွင့်ချိန်တွေကိုရှောက်ထားပြီးတော့ကြတော့မှကျောင်းတွေကနေပြီးတော့ကြတော့မှပေးအပ်နေတဲ့ပညာသင်ဆုတွေကိုအမြန်ဆုံးရယူဖို့အတွက် Study Abroad Information Center မှာလာရောက်တိုင်ပင်ဆွေးနွေးပြီးတော့ကြတော့မှကျောင်းလျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ကျွန်တော်တို့ Study Abroad Information Center အနေနဲ့ကျောင်းသားတဦးချင်းစီကိုကျောင်းလျှောက်ထားပြီးတဲ့ application process ကနေစပြီးတော့ visa process ထိအားလုံးကိုone stop service နဲ့ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်